ငှက်ကင်တဲ့ငှက်စိမ်းကပိုမရှိုးနိုင်ပါဘူးစီးလက်စရထားမကောင်းမှုထင်လို့နောက်ရထားတစ်ပြောင်းစီးခြင်းခဲ့ရင်ကိုယ့်ကိုခီးဆုံးထိခေါ်ဆောင်သွားမယ့်ရထားကြီးဖြစ်ဖို့လိုတယ်နားလက်စကိုင်းမကောင်းမှုထင်လို့နောက်အကိုင်းတစ်ပြောင်းနာခြင်းတဲ့အခါကိုယ့်အတွက်တီးတန့်နားခွင့်ပြုတဲ့တစ်ပင်ကြီးဖြစ်ဖို့လိုတယ်ယုံကြည်ရရဲ့မှာဘဝကိုမြုပ်နှံနိုင်တယ်လို့အားတာရပခုံးမှလည်းမေးဆက်နာခုနိုင်ပါတယ်တခုပါပဲကိုရွေးချယ်လိုက်တဲ့ယထာသစ်မှာကိုတက်အရေးကြီးတဲ့ခီးတဲ့ရှိလာတဲ့အခါကိုယုံကြည်နာခုလိုက်တဲ့အကိုင်းသစ်မှာကိုတက်နေရပေးရမယ်ငှက်တကောင်ပေါ်လာတဲ့အခါဘယ်လိုလုပ်မလဲတွေးကြည့်တာနဲ့တင်အဖြေရခတ်ပါလိမ့်မယ်တကယ်တော့ဒီအတွေးဟာယူမိုက်တဲ့အတွေးတစ်ခုပါပဲကိုရဲ့လက်ရှိနားမှာဆိုးခြင်းကောင်းခြင်းတွေကိုသိတဲ့လူကိုပဲတန်ဖိုးထားပါ